ဘုံခနဲ့အတန်ကြားလိုက်ရပြီးကားမှန်ပြတင်းဖောက်ကိုလက်ဝါးဖြူဖြူကြီးတစ်ခုကဘန်ခနဲ့လာရိုက်ပါတော့တယ်မိုးတွေတီးကြီးမဲကြီးညွာနေတဲ့ညတညာကပေါ့အငားကားဆရာကိုစော်တယောက်ခရီးသည်လိုက်ပို့ပြီးရန်ကုန်မန္တလေးလမ်းဟောင်းအတိုင်းပြန်မောင်းလာခဲ့တယ်အချိန်ကတော့ညတနာရီကျော်လောက်ရှိပြီလမ်းမီးတိုင်တွေကလည်းမရှိကောင်းမီးရောင်တစ်ခုတည်းကိုပဲအားဖြူမောင်းနေရတဲ့အချိန်ပေါ့လမ်းဘေးဝဲရာမှာတစ်ပင်ကြီးတွေကလေးတိုက်လိုရင်ထိုးနေကြပြီးလမ်းမကြီးက6ကတ်တိတ်ဆိတ်နေတယ်ဘယ်ကူးရိုးမှအဆက်နာရောက်ခါနီးမှာပဲလမ်းဘေးကကိုပင်ကြီးအောင်မှာလူတစ်ယောက်မှတ်တက်ရပ်ပြီးလက်တားနေတာကိုစော်တွေ့လိုက်ရတယ်ဒီအချိန်ကြီးဘသူပါလိမ့်လို့တွေးမိပေမဲ့မိုးကလေးရွာလမ်းကလေးပြတ်ဆိုတော့တနာစိတ်ဝင်ထိကားကိုအရှိန်လျှော့ရက်လိုက်တဲ့ကြည့်လိုက်တော့မိန်းကလေးတယောက်အသက်က20ကျော်လောက်ပဲရှိဦးမယ်အဖြူရောင်ဝမ်းဆက်လိဝတ်ထားပြီးမိုးရေတွေရွှဲနေတယ်မျက်နာကဖြူဖြော့ဖြော့နဲ့အရန်လာပြီးမိတ်မျက်လုံးတွေကတော့ဝမ်းနေမှုတွေပြီးနေတယ်လို့ပဲညီမဘယ်တော့မလို့လဲဒီအချိန်ကြီးကားရဖို့မလွယ်ဘူးနော်လို့ကိုစော်ကမေးလိုက်တယ်မိန်းကလေးကခဒိုးတိုးအတန်လေးနဲ့ကျမအရှင်းနာကရွာကိုပြင်မလို့ပါလမ်းထိပ်မှာပဲဆင်းပါမယ်လို့ပြင်ဖြေတယ်ကိုစော်လဲတကားဖွင့်ပေးလိုက်တော့သူမကအနောက်ခန်းမှာဝင်ထိုင်နေကားဆထတာနဲ့ကားထဲမှာအေးဆက်ဆက်လေးထူတစ်ခုဖြစ်သွားတယ်ခံစားလိုက်ရတယ်ပြီးတော့တင်းပြန့်ပြန့်ပန်းတဲ့တစ်ခုတရုပ်စကားပန်းနဲ့လိုရလိုက်တယ်ကိုစော်ကအင်းငိုက်ပြေအောင်စကားပြောဟုကြိုးစားပေးမယ်မင်းကလေးကတခွင်းမဲမှာတခွင်းဖြီးပဲလှုပ်နေတယ်မိနစ်20လောက်မောင်းပြီးတော့မင်းကလေးပြောတဲ့လမ်းထိပ်ကိုရောက်လာတယ်အဲ့ဒီနေရာကလူနေအိမ်ချေမရှိပဲတင်ချိုင်းကုန်းအဟောင်းတစ်ခုရှိတဲ့နေရာဆိုတာကိုစောတတိထားမိလိုက်တယ်အကိုဒီနားမှာရပ်ပေးပါကိုစောကားရပ်လိုက်တယ်ညီမမိုးတွေရွာနေတော့မဲထီးပါရဲ့လားလို့မင်းရင်နောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့နောက်ခန်းမှာဘယ်သူမှမရှိတော့ပါဘူးအဲ့ဒီအချိန်မှာပဲကားခေါင်မှုဘော်ကနေဘုံခနဲ့အတန်ကြားလိုက်ရပြီးကားမှန်ပြတင်းဖောက်ကိုလက်ဝါးဖြူဖြူကြီးတစ်ခုကဘန်ခနဲ့လာရိုက်ပါတော့တယ်ကိုစော်လေးအော်ဟင်ပြီးလီဗာကုန်းနင်းကအဲ့ဒီနေရာနီးအမြန်ဆုံးမောင်းပြေးကြရတော့တယ်နှုံးနေမနဲ့အဲ့ဒီနားကရွာခန့်တွေကိုမေးကြည့်တော့လွန်ခဲ့တဲ့တလလောက်ကအဲ့ဒီနေရာမှာမိန်းကလေးတယောက်ကားတိုက်ခံရပြီးပွဲချင်းပြီးဆုံးသွားဖူးကြောင်းညဘက်ဆိုအိမ်ပြန်ချင်လို့ကားသားလေးရှိကြောင်းသိလိုက်ရပါတော့တယ်ကိုစောတယောက်အဲ့ဒီနေ့ကစားပြီးညဘက်ခီးဝေးမောင်းရမယ်ဆိုရင်ဘယ်တော့မှတယောက်တည်းမမောင်းရဲတော့ပါဘူး